အီရန်နိုင်ငံဟာ2025ခုနှစ်ဇွန်လ23ရက်တနင်္လာနေ့ညမှာကာတာနိုင်ငံရှိ El Udein လက်တက်စခန်းမှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စကန်ကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒါဟာအမေရိကန်ကအီရန်နျူကလ িয়ার စကန်တွေကိုတိုက်ခိုက်ခဲ့တာကိုလက်တုံ့ပြန်တာဖြစ်ပါတယ်။ကာတာအစိုးရကတော့ဒုံးကျည်တွေကိုကြားဖြတ်ဟန်တာနိုင်ခဲ့ပြီးထိခိုက်မှုမရှိဘူးလို့ပြောကြားခဲ့ပါတယ် အီရန်ရဲ့တုံ့ပြန်မှုအပေါ်အမေရိကန်ကဘယ်လိုဆုံးဖြတ်မလဲဆိုတာကအခြေအနေပေါ်မူတည်ပြီးအပြောင်းအလဲရှိနိုင်ပါတယ်။လက်ရှိအခြေအနေမှာအမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စခန်းကြီးကိုတိုက်ခိုက်ခဲ့တဲ့အတွက်အီရန်ဘက်ကပြန်လည်တုံ့ပြန်မှုတွေရှိလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။အမေရိကန်ရဲ့ဆုံးဖြတ်ချက်ချရမှာအောက်ပါအချက်တွေကိုထည့်သွင်းစဉ်းစားနိုင်ပါတယ်။အီရန်ရဲ့တုံ့ပြန်မှုအမျိုးအစားအဒီဒါရဲအမေရိကန်တပ်ဖွဲ့တွေဒါမှမဟုတ်အကျိုးစီးပွားတွေကိုတိုက်ခိုက်ခြင်းအီရန်ဟာအီရတ်၊ယီမင်၊ဆီးရီးယားစတဲ့နိုင်ငံတွေမှာရှိတဲ့သူ့ရဲ့ကြောတောင်နောက်ခံပြုအဖွဲ့အစည်းတွေကနေတဆင့်အရှေ့အလယ်ပိုင်းမှာရှိတဲ့အမေရိကန်စခန်းတွေဒါမှမဟုတ်အကျိုးစီးပွားတွေကိုတိုက်ခိုက်လာနိုင်တယ်။ဒီလိုဖြစ်လာရင်အမေရိကန်ကလည်းစစ်ရေးရာပြန်လည်တုံ့ပြန်မှုတွေပြုလုပ်နိုင်တယ်။ဟော်မုတ်ရေလက်ကြားကိုပိတ်ဆို့ခြင်းအီရန်ဟာကမ္ဘာရေနံကုန်သွယ်ရေးအတွက်အရေးပါတဲ့ဟော်မုတ်ရေလက်ကြားကိုပိတ်ဆို့ဖို့ကြိုးစားလာနိုင်တယ်။ဒီလိုလှုပ်ဆောင်ရင်ကမ္ဘာရေနံဈေးကွက်ကိုပြင်းထန်စွာထိခိုက်စေနိုင်ပြီးအမေရိကန်အနေနဲ့စီးပွားရေးအရာရောလုံခြုံရေးအရာမှာပြင်းထန်တဲ့တုံ့ပြန်မှုတွေလှုပ်ဆောင်လာနိုင်တယ်။စိုက်ဘာတိုက်ခိုက်မှုများအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေရဲ့အခြေခံအဆောက်အဦတွေကိုစိုက်ဘာတိုက်ခိုက်မှုတွေပြုလုပ်လာနိုင်တယ်။တန်တမအရာတုံ့ပြန်မှုစစ်ရေးရာတုံ့ပြန်မှုတွေအပြင်အီရန်နိုင်ငံတကာအဆင့်မှာအမေရိကန်ကိုရှုတ်ချတာမျိုးတန်တမဆက်ဆံရေးထိခိုက်အောင်လှုပ်ဆောင်တာမျိုးတွေလည်းလုပ်လာနိုင်တယ်။